ကောင်မလေးကအတိတ်ကိုပြန်လည်မွေးဖွားလာပြီးနောက်သူမရဲ့ဖခင်နဲ့ညီကို၃ယောက်ကိုရရက်ဆက်ဆက်ဆုံးခွာခဲ့ပြီးချမ်းသာတဲ့သူနဲ့နောက်အိမ်ထောင်ပြုမဲ့မိခင်နောက်ကိုလိုက်သွားဖို့ရွေးချယ်ခဲ့တာပါပဲအရင်ဘဝတုန်းကသူမရဲ့မိဘတွေကွာရှင်းခဲ့ကြပါတယ်ဒီမှန်းချက်ကြီးတဲ့အမဖြစ်သူကချမ်းသာတဲ့မိသားစုစီအမေနဲ့အတူလိုက်သွားခဲ့ပြီးရုတ်တရက်အထက်တန်းလွာကတခင်မလေးတစ်ယောက်ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ကောင်မလေးကတော့သူမရဲ့ဖခင်နဲ့ညီကို၃ယောက်ကိုမဆုံးခွာနိုင်ခဲ့ပါဘူးသူမရဲ့ညီကိုတွေမဟာပွဲနဲ့ပါရကူပွဲတွေရတဲ့အထိပညာသင်နိုင်ဖို့အတွက်ဆင်းရဲတဲ့ဖခင်နဲ့အတူနေထိုင်ဖို့ရွေးချယ်ခဲ့ပါတယ်သူမကတက္ကသိုလ်ကနေထွက်ပြီးအလုပ်ဝင်လုပ်ခဲ့ပါတယ်ဖောက်တယ်တွေနဲ့စီးပွားရေးသဘောတူညီမှုတွေရဖို့အတွက်တောင်ကူညီပေးခဲ့ရပါတယ်သူမကအရက်တွေအလွန်ကြုံတောက်ခဲ့ရလို့နောက်ဆုံးမှာအစာအိမ်တွေးကြုံပေါက်တဲ့အထိဖြစ်ခဲ့ရပါတယ်သူမအရာအလုံးကိုပေးဆက်ခဲ့ပေမဲ့သူမရဲ့ဆုံးလို့အနစ်နာခံမှုကြောင့်မိသားစုတစ်ခုလုံးကြီးပွားတိုးတက်လာချိန်မှာတော့သူမကရက်ဆက်ဆက်ဆုံးဖြတ်ခံခဲ့ရပါတယ်အဲ့ဒီအပြင်သူမရဲ့နေရာမှာအမဖြစ်သူကိုအချမ်းသာဆုံးအမျိုးသားနဲ့လက်ထပ်ပေးခဲ့ကြပါတယ်နောက်ဆုံးမှာတော့ကောင်မလေးဟာအလွန်ဆိုးရွားစွာတည်ဆုံသွားခဲ့ရပါတယ်သူမမျက်လုံးပြန်ပွင့်လာတဲ့အခါမှာတော့မိဘတွေကွာရှင်းတဲ့နေ့ကိုအတိအကျပြန်ရောက်သွားခဲ့ပါတယ်ဒီတစ်ချိန်မှာတော့အရင်ကဖခင်နဲ့ညီကိုတွေရဲ့နှိမ့်ဆက်မှုကိုခံခဲ့ရတဲ့ကောင်မလေးဟာချမ်းသာတဲ့ဘဝကိုရွေးချယ်ပြီးမိခင်နောက်ကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာညံများတဲ့အမဖြစ်သူကဂုံယူဝင်းကြွားစွာနဲ့မိသားစုအစ်စ်မှာအဆက်ခွဲမခံရအောင်တတိထားပါလို့ပြောပြီးလာဆော့ပါတော့တယ်ဒါပေမဲ့ကောင်မလေးကအေးဆက်ဆက်ပဲပြုံးလိုက်ပါတယ်ဘာလို့လဲဆိုတော့ဘလောက်ပဲဆိုးရနေပါစေအရင်ဘဝကလို့အသက်ဆုံးရှုံးရတာတော့မဆိုးနိုင်ဘူးလို့တွေးလိုက်လို့ပါပဲအဲ့ဒီလိုနဲ့ချမ်းသာတဲ့တထေးအိမ်ကြီးစီကိုစိုးရိမ်တကြီးနဲ့ရောက်လာခဲ့ပါတယ်အိမ်ထဲကိုဝင်ချင်းမှာပဲချွေးမဖြစ်သူကိုပြည့်ပြည့်စုံထားမယ်လို့ပြောနေတဲ့အဖွားဖြစ်သူရဲ့စကားကိုကြားလိုက်ရပါတယ်အဲ့ဒါကသူမကိုချက်ချင်းစိတ်အေးသွားစေပါတယ်အဖွားဖြစ်သူကညံများတဲ့အမဖြစ်သူပြောပြထားသလိုမျိုးမဟုတ်ပါဘူးဒါပေမဲ့လူငယ်ဥက္ကဋ္ဌလေးကတော့သူမကိုအေးဆက်ဆန်ပါတယ်ဘာလို့လဲဆိုတော့လွန်ခဲ့တဲ့နာရီအနည်းငယ်တုန်းကအမဖြစ်သူကသူ့စီသွားပြီးသူမကပတ်စံမဲ့လို့လာတာပါဆိုပြီးမကောင်းပြောထားလို့ပါဒါကြောင့်ကောင်မလေးကသူ့ကိုနှုတ်ဆက်တဲ့အခါသူကလုံးဝလစ်လူရှုထားလိုက်ပါတယ်အဲ့ဒီအစာအဖွားဖြစ်သူကတမိုးကြီးတဲ့ဆွဲကြိုးတကုံးကိုထုတ်ပြီးသူမကိုလက်ဆောင်ပေးခဲ့ပါတယ်ကောင်မလေးကတကယ်ကိုကြည်နူးသွားပါတယ်အရင်ဘဝတုန်းကသူမအရာအလုံးကိုပေးဆက်ခဲ့ပေမဲ့တစိမ့်တယောက်လောက်တောင်သူမကိုတမိုးမထားခဲ့ဘူးဆိုတာကိုပြန်တတိယသွားလို့ပါအဲ့ဒီနောက်အဖွားကသူမကိုမိသားစုကုမ္ပဏီမှာအလုပ်တင်ဆင်းဖို့ဖိတ်ခေါ်လိုက်ပါတယ်သူမကစိတ်လှုပ်ရှားစွာနဲ့လက်ခံလိုက်ပါတယ်ဒါပေမဲ့ရောက်ချင်းမှာပဲမိသားစုရဲ့ဒုတိယသခင်လေးနဲ့ဆုံပါတော့တယ်သူကသူမကိုလှောင်ပြောင်းပြီးအမွေလူချင်နေတာလားလို့ဆွဆွဲပါတယ်ပြီးတော့အဖွားကိုနားဝင်ချိုအောင်ပြောတတ်ရုံပဲရှိတာလို့ပြောပါတယ်မကြခင်မှာသူမကသူ့ရဲ့ကယ်တင်ရှင်ဖြစ်လာမယ်ဆိုတာကိုတော့သူမသိခဲ့ပါဘူးအဲ့ဒီချိန်မှာဥက္ကဋ္ဌကကောင်မလေးရဲ့လက်ပင်ကဆွဲကြိုးကိုမြင်သွားပြီးခနဲ့တဲ့လေတံနဲ့ချီးကျူးလိုက်ပါတယ်ကောင်မလေးကချက်ချင်းသဘောပေါက်သွားပြီးဆွဲကြိုးကိုချက်ချင်းချွတ်လိုက်ပါတယ်အလုပ်လုပ်တဲ့ပထမဆုံးနေ့မှာပဲသူမကအခြေခံချက်လက်တွေကိုတောင်ဘလို့ကင်တွေရမလဲဆိုတာမသိခဲ့ပါဘူးဒုတိယသခင်လေးကသူမမျက်နှာရှိမှတင်လှောင်ရပါတော့တယ်လူတိုင်းကသူမကိုညှင်းပယ်ကြတော့မယ်လို့ထင်ထားပေမဲ့အဖွားဖြစ်သူကသူမကိုအပြစ်တင်မဲ့အစားသူမရဲ့တင်တောင်းငွေတွေကလက်ဝတ်ရတနာတချို့ကိုထုတ်ပေးပြီးနှစ်သိမ့်ပေးခဲ့ပါတယ်သူမကဒီလောက်ဂရုစိုက်ခံရတာကိုမယုံနိုင်အောင်ဖြစ်သွားပြီးသူမအခန်းထဲပြန်မဝင်ခင်မှာအချိန်ချင်းကျေးဇူးတင်စကားပြောခဲ့ပါတယ်အိမ်စီမလေးကသူမရဲ့ညီကို၃ယောက်နဲ့အမဖြစ်သူတို့ရောက်နေတယ်လို့လာပြောပါတယ်သူတို့ကကုမ္ပဏီကအလုပ်တင်နေရကိုအမဖြစ်သူစီလွှဲပေးဖို့တောင်းဆိုချင်နေတာပါအားလုံးကသူမညှင်းမယ်လို့ထင်ထားခဲ့ကြပေမဲ့အားလုံးအံ့အားတင်သွားအောင်ပဲသူမကလက်ခံလိုက်ပါတယ်ဒါတင်မကသေးပဲနောက်ထပ်အလုပ်တင်နေရတစ်ခုထပ်ပေးမယ်လို့အဆိုပြုလိုက်ပါတယ်ဒါပေမဲ့ညီကို၃ယောက်ထဲကဘသူကိုပေးရမလဲဆိုတာတော့မသိဘူးလို့ပြောလိုက်ပါတယ်အဲ့ဒါကသူတို့၃ယောက်ကိုအချင်းချင်းစတင်ရန်ဖြစ်သွားစေပါတယ်ဒါကြောင့်သူတို့ကအိမ်ရောက်မှဆက်ဆွေးနွေးမယ်လို့ပြောပြီးထွက်သွားကြပါတယ်ဥက္ကဋ္ဌကဒီအဖြစ်ပြက်တစ်ခုလုံးကိုမျက်မြင်တွေ့သွားခဲ့တယ်ဆိုတာကိုတော့သူတို့သတိမထားမိခဲ့ပါဘူးနောက်တစ်နေ့မှာတော့ကောင်မလေးကဖုန်းထဲကရက်ဆွဲကိုကြည့်ပြီးအလက်တကြားဖြစ်သွားပါတယ်ဘာလို့လဲဆိုတော့အရင်ဘဝတုန်းကဒီနေ့မှာပဲဒုတိယသခင်လေးဟာစားတောက်ဆိုင်တစ်ဆိုင်မှာမတော်တဆမှုဖြစ်ခဲ့လို့ပါ gas အိုးပောက်ကွဲမှုကြောင့်သူရုပ်ပြက်ဆင်းပြက်ဖြစ်သွားပြီးခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရတာပါဒီဖြစ်ဆိုးကိုကာကွယ်ဖို့အတွက်သူမကသူ့ကိုရှာဖို့စားတောက်ဆိုင်ကိုအပြေးလွှားသွားခဲ့ပါတယ်ဒါပေမဲ့သူမရလိုက်တာကသူ့ရဲ့အေးဆက်ဆက်အကြည့်တွေပါပဲတကယ်လို့ဓာတ်ရိုက်ပြောလိုက်ရင်သူယုံမှာမဟုတ်ဘူးဆိုတာသူမသိနေပါတယ်ဒါကြောင့်သူမကကျွန်တော် gas နဲ့ရနေတယ်လို့လိန်ပြောပြီးမန်နေဂျာကိုမေးလိုက်ပါတော့တယ်